Kero ya, the kero. Nó bị lắm rồi thì thế này này mà video được tiền học thì nó thì khả năng này nó sai mạo thì cái này là xem nó và chỉ lại là bài mà tiền học thì về mà sẽ ok super size ở trên này super size là travel plan ở bài đã rồi thì cái session ở mẫu sắc cũ thật là sắc còn là bài sắc hạt thật là rồi ở bài sắc cũ này thì nó giờ này cho lại bài ok ဒီတစ်ခေါက်မှာတော့ကျွန်တော် super size နေပြီးတော့ sharing လုပ်ပြီးတဲ့အကြောင်းအရာလေးကတော့ best ticket နဲ့ပတ်သက်တဲ့အကြောင်းအရာလေးဖြစ်ပါတယ်ဆိုတော့ best ticket နဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုကျွန်တော်ခဏလေးနှစ်ပိုင်းခွဲပြီးတော့ပြောပြပေးမယ်တစ်ခုကတော့ကျွန်တော်တို့ flight လိုပဲပေါ့နော် domestic ပေါ့ဒီတွင်ဆိုတာမြန်မာပြည်အတွင်းအဝေးပြေးကားလက်မှတ်များအကြောင်းနဲ့နောက်တစ်ခုကကျွန်တော် international လို့ခေါ်တဲ့ဒီဘာမှာကျွန်တော်တို့ထိုင်းနိုင်ငံနေစပြီးအားကောင်းနိုင်ငံတွေမှာ best ticket ဝယ်တဲ့အကြောင်းလေးကိုကျွန်တော်ခဏနှစ်ခုခွဲပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမြန်မာပြည်ရဲ့အဝေးပြေးကားလက်မှတ်အကြောင်းလေးကနေစလိုက်ကြရအောင်။ Okay မြန်မာပြည်ရဲ့အဝေးပြေးကားလက်မှတ်အကြောင်းကိုပြောမယ်ဆိုလို့ရှိရင်လည်းကျွန်တော်ခဏနှစ်ခုထပ်ခွဲချင်ပါတယ်။တစ်ခုကတော့ကျွန်တော်တို့ professional တို့အခုမှစလုပ်တဲ့သူတွေ ticket ရောင်းတဲ့သူတွေအတွက်တစ်ပိုင်းပေါ့နော်။နောက်တစ်ခုကတော့ကျွန်တော် customer အတွက်တစ်ပိုင်းခွဲပြောပေးမယ်။ဒါဆိုလို့ရှိရင်ကျွန်တော်တို့အခုမှ ticket စာရောင်းတဲ့သူတွေအတွက်ပေါ့။ ticket စာရောင်းတဲ့သူတွေအတွက်မှလည်းကျွန်တော်ကနောက်ထပ်ခဏပိုင်းထောက်ပေးချင်ပါတယ်အဲ့ဒါဘယ်လိုမျိုးလဲဆိုလို့ရှိရင်flight ticket တို့ပါပဲကျွန်တော်တို့ bus ticket တွေလည်းပဲပေါ့နော်ပရမတ်တနည်းကတော့ကျွန်တော်တို့ကားလိုက်တစ်ခုချင်းစီမှာလက်ဆိုင်ရာ deposit တွေတွင်းပြီးတော့ကားလိုက်တစ်ခုချင်းစီနဲ့contact လုပ်ပြီးတော့မှကျွန်တော်တို့ ticket တွေပေးကြမလားနောက်တစ်ခုကကြတော့ဒီပုံနဲ့ချိတ်ဆက်ထားတဲ့ travel agent ကြီးမှာပဲထပ်နေကြည့်ပြီးတော့ plastic ကဝယ်လို့ရမလားမေးလို့ရမယ်နောက်တစ်ခုကတော့အဲ့လိုမှမဟုတ်ပဲねဒီကားလိုင်းပေါင်းစုံကိုချိတ်ဆက်ပေးထားတဲ့ကျွန်တော်တို့ဒီမြန်မာပြည်ထဲမှာ application တွေရှိပါတယ်သူတို့နဲ့ချိတ်ဆက်ပြီးတော့လေကျွန်တော်တို့ကကားလက်မှတ်တွေရောင်းလို့ရမယ်ဟုတ်ပြီနော်ဆိုတော့ဒီနှစ်ပိုင်းမှာကျွန်တော်တို့ဘယ်အပိုင်းနဲ့သွားမလဲဒါပြောပြပေးမယ်ကားကိတ်တစ်ခုချင်းစီနဲ့သွားမယ်ဆိုလို့ရှိရင်တချို့ကားကိတ်တွေက deposit တင်ရတာရှိတယ်တချို့ကားကိတ်ကတော့မတင်ရတာလည်းရှိတယ်တချို့ကားကိတ်ကတော့ဖုန်းဆက်ပြီးကားလက်မှတ်ခုံတွေတောင်းလို့ရတာရှိတယ်တချို့ကကျတော့လည်းကျွန်တော်တို့ online system နဲ့သွားပြီးတော့မှခုံတွေ check လုပ်ရတာလည်းရှိတယ်ဆိုတော့ deposit တင်ရတဲ့ပတ်စံကုန်မယ်ကားလိုက်တစ်ခုချင်းစီမှာဆိုလို့ရှိရင်တစ်ခုချင်းစီအရင်လိုက်နေနေရတယ်အခုမှစရောင်းတဲ့သူတွေအတွက်ဆိုလို့ရှိရင်တော့နည်းနည်းလေးတော့တည်တထားညာမှာပေါ့နော် risk လည်းများမယ် cost လည်းများမယ်တခုတော့ရှိတာပေါ့ profit ကတော့ margin ပိုများပါပေါ့အဲ့လိုမှမဟုတ်ဘဲねကျွန်တော်တို့ဒီ travel agent အကြီးကြီးနဲ့ချိတ်ဆက်ပြီးတော့ရောင်းမယ်လို့မဟုတ်ကားကိတ်တွေကိုချိတ်ဆက်ထားတဲ့ application ကိုကျွန်တော်သုံးပြီးရမယ်ဆိုလို့ရှိရင် customer ကိုလည်းကားလိုက်တစ်ခါလေးနဲ့ဥပမာဆိုကြပါစို့ကျွန်တော်ရန်ကုန်တောင်ကြီးသွားတယ်ပေါ့ဒါဆိုလို့ရှိရင်မနက်ပိုင်းလားနေ့လယ်ပိုင်းလားညနေပိုင်းလားဘယ်ကားလိုက်နေရှိလဲဘယ်အချိန်နေရှိလဲဒီလုံးဘယ်လောက်တစ်ခါလေးတန်ပြလို့ရတယ်ဒါရဲ့အားပါချက်ရှိတယ်နော်အားနည်းချက်လေးတစ်ခုကတော့ကျွန်တော်တို့ commercial နည်းနည်းနေသွားပြီဒါပဲရှိတယ်အဲ့တော့အဲ့နှစ်ခုထဲမှာကျွန်တော် recommend ပေးပါလို့ပြောတယ်ဆိုလို့ရှိရင်ကျွန်တော်ကတော့အခုမှစရအောင်ပေါ့ကသူတွေအခုမှစလုပ်တဲ့သူတွေအတွက်တော့ကျွန်တော်ကတော့ဒုတိယနေ့ဖြစ်တဲ့ travel agent တွေကနေပြီးတော့ကျွန်တော်ယူရောင်းတဲ့ပုံစံမျိုးလေးကိုပဲကျွန်တော်က recommend လုပ်ချင်ပါတယ်ဒါဆိုလို့ရှိရင် customer ကိုပြန်ပြောတဲ့အချိန်များလို့ရှိရင်လည်းမြန်ဆက်ပြောလို့ရတယ်ဘာဖြစ်လို့လဲဆိုလို့ရှိရင်ကားလိုင်းတစ်ခုချင်းစီနဲ့ချိန်ထားလို့ရှိရင်ကားလိုင်းတစ်ခုချင်းစီမှာဆိုကြပါစို့ရန်ကုန်တောင်ကြီးဆိုရင်တော့ပဲကျွန်တော်တို့မနက်ပိုင်းဖဲအချိန်လေးနဲ့ရိုးရိုးကားတာအထူးကားတာညနေပိုင်းဖဲအချိန်လေးနဲ့ရိုးရိုးကားတာအထူးကားတာအထူးကားတော့မှ 2+1 လား 1+1+1 လားဒါကြီးရရှိသေးတယ်အဲ့တော့တစ်ခုချင်းစီပြောပြီးတော့ကားကြမှာနဲ့ဒီလုံးရလို့ရှိရင်ကျွန်တော်ဖုန်းပေးနေတယ်ဟုတ်မှာအဲ့ကြတော့မှာမဟုတ်နော်โอเคဒါကကျွန်တော်တို့ travel တို့စားလုပ်မဲ့သူတွေအတွက်ဟုတ်ပြီ customer တွေအနေနဲ့ကိုကျွန်တော်ကားလက်မှတ်ကိုဘယ်လိုဝယ်ကြမလဲဟုတ်ပြီဝယ်မဲ့နေရတော့ကျွန်တော်တို့ဒီတက်ဆိုင်ရာကားလက်မှတ်တွေကိုအိုးစနေရောင်းပြီးနေတဲ့ဥပမာအောင်ဆန်းကားခွဲမှာကားကိတ်ဒီမှာလို့မျိုးဝယ်လို့ရတာရှိတယ်နောက်တစ်ခုအောင်ဆန်းကားခွဲနေမှာပဲကျွန်တော်တို့တက်ဆိုင်ရာကားလိုက်တစ်ခုချင်းစီမှာပဲကားလက်မှတ်ဝယ်လို့ရတာမျိုးတွေလည်းရှိတယ်သို့မဟုတ်တခြားနေပြီးမြို့နယ်တွေမှာလည်းဒီကားလိုက်တွေကိုနော်စူစီပြီးတော့ရောင်းချပေးနေတယ်ကားလက်မှတ်အရောင်းပုံစံလေးခွဲရနေလောက်ဝယ်လို့ရတာလည်းရှိတယ်ဒါတော့ကိုယ်တိုင်ကိုချတော့ဝယ်တာ online ကနေဝယ်မယ်ဆိုလို့ရှိရင်တော့ခုချိန်မှာ online scammer တွေအများများနေတဲ့အတွက်ဒီချာချာလေးတော့ကြည့်ပြီးတော့ဝယ်ဖို့တော့လိုမယ်နော်ဒါလေးတော့ပြောကြပါရစေအဲ့တော့အဲ့ဒီထဲမှာဘယ်ဟာမှဝယ်လို့အကောင်းဆုံးဖြစ်မလဲဆိုလို့ရှိရင်ခုနကကားလိုက်အများကြီးကိုချိတ်ဆက်ထားတဲ့
အယောက်90လေးဒီပုံ travel agent တွေမှာဝယ်တာကကိုယ့်အတွက်မြန်မြန်ဆန်ဆန်ပြရနိုင်။ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်တို့ခရီးတွေတစ်ခုသွားမယ်ဆိုလို့ရှိရင်ကားလိုက်တွေအများကြီးပဲအချိန်တွေအများကြီးပဲကားအမျိုးအစားတွေအများကြီးပဲအဲ့တော့အဲ့ဒါတွေကိုတစ်ခုချင်းသိတာလိုက်ကြည့်နေမယ်ဆိုလို့ရှိရင်ကျွန်တော်ကောင်းမှုသွားတယ်နော်အဲ့တော့တနေရာထဲမှာတခါတည်း one store ရတဲ့နေရာမှာမေးတယ်တနေရာထဲဝယ်လိုက်တယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးပဲပေါ့ဆိုတော့ဝယ်တဲ့သူတွေအတွက်ကိုလေဒီကာလနဲ့အယောင်ဌာနတွေ travel agent တွေမှာဝယ်ဖို့အတွက်ကျွန်တော်ကထပ်ပြီးတော့ recommend ပေးပါတယ်ဆိုတော့ဒီတွင်မြန်မာပြည်တွင်အဝေးပြေးကားလက်မှတ်များအကြောင်းနဲ့ပတ်သက်ပြီးတော့sharing လုပ်ပေးတာကတော့ဒီလောက်ပဲပေါ့နော်အများကြီးတော့လည်းမရှိပါဘူးခင်ဗျ okay ဒါတော့အဲ့ဒီမှာကျွန်တော်ကထပ်ပြီးတော့အသေးသေးသိချင်နေဆိုလို့ရှိရင်ကျွန်တော်စီကိုအချိန်ကြီးလာရောက်ဆက်ပြီးမေးမြန်းလို့ရပါတယ်အားမနာပါနဲ့နော် okay ဟုတ်ပြီဆိုတော့ဒီနေ့အတွက်အစီအစဉ်လေးကိုဒီမှာပဲအဆုံးသတ်ခွင့်ပြုပါမနက်ဖြန်မှာတော့ကျွန်တော်ကဒီပါကျွန်တော်ဒီ bus ticket တွေနဲ့ပတ်သက်ပြီးတော့ဘယ်နိုင်ငံတွေမှာဘယ်လိုမျိုးတွေကျွန်တော်ချိတ်ဆက်ဝယ်ရမယ်ဆိုတာကိုပြောကြားပေးမှာဖြစ်တဲ့အတွက်ဒီရှိလိုတဲ့လူတွေကတော့အပတ်စဉ်ထုတ်လွှင့်နေကြရက်လေးပြန်ပြောမယ်တော့အပတ်စဉ်တောက်ကြစတဲ့ကြတဲ့နေ့အချိန်ကမြန်မာစံတော်လေး7 နာရီဒါဆိုရင်မနက်ဖြန်ည7 နာရီမှာပြန်ဆောင်ရအောင်ဗျာโอเคအားလုံးပဲဒါကြလေးပါဗျာကဲတော့ဗျာတကယ်တော့စူပါဆိုင်ပါ